အဝေးကွင်းမှာနိုင်ပွဲဆက်ဖို့ကြိုးစားမယ် United နဲ့အိမ်ကွင်းမှာအမှတ်မလျော့တန်းကစားမယ် Sunderland ဒီကိုအားလုံးပဲမင်္ဂလာပါပေါ့နော်ဒါဒီနေ့တော့ကျွန်တော်ညီကိုတွေအတွက်ဒါ United နဲ့ Sunderland ပွဲလေးကိုကျွန်တော်တပွဲကောင်းဖြစ်ရွေးချယ်ပေးမယ်ပေါ့နော်ဆိုတော့မနေ့ကပွဲလေးကတော့ဒါကျသွားခဲ့တယ်ဆိုတော့ဒီနေ့တော့ဒါအကောင်းဆုံးဖြစ်အောင်ရွေးချယ်ပေးမယ်ပေါ့နော်အခုညတော့ဒါကျွန်တော် channel မှာမောင်းတွဲရှိနေမှာဖြစ်လို့ဒါ Telegram channel လေးကိုညီကိုတွေအနေနဲ့မ join တဲ့ညီကိုတွေအနေနဲ့ဒါ join ထားပါလို့ရင်တော့ပြောချင်တယ်ဒါ channel link လေးကိုကျွန်တော်အခု profile ကိုနှိပ်ပြီးတော့ profile အောက်က link လေးကိုနှိပ်ပြီးတော့ဒါ channel လေးကိုဒါရိုက် join ထားလို့ရပါတယ်လို့ပြောရင်းကနေပြီးတော့ပဲကျွန်တော်ဒီနေ့ရဲ့ပွဲလေးကိုစပြီးတော့ပြောလိုက်မယ်ပေါ့နော်ဆိုတော့ရင်ဆုံးကြေးတန်းရဆိုရင်ဒါ United အဝေးကွင်းကနေပြီးတော့တရေ90ရှုံးတာ9ပေါင်းဈေး3လုံးပေါင်း50ဆိုပြီးတော့ပေါက်တယ်ကျွန်တော်ဒီကြေးတန်းမှာတွဲဆုံမှုကြေးတန်းနဲ့ကျွန်တော်ရှင်ပြီးတော့ပြောရမယ်ဆိုရင်တော့ပုံမှန်ကြေးတန်းတစ်ရက်လို့ပဲပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှစ်တကျော်အတွဲဆုံငယ်တုန်းက United ကအိမ်ကွင်းကနေပြီးတော့1တရေပေါက်ခဲ့တာဖြစ်လို့အခုအဝေးကွင်းရောက်တဲ့အချိန်မှာဒါတရေရှုံးပေါက်မှပုံမှန်ကြေးဆိုတော့ဒါပြား30กว่าတဲ့အနေထားမှာဒါတွဲဆုံမှုကြေးရတော့ဘာမှမပြောင်းလဲဘူးလို့ပြောလို့ရတယ်ဆိုတော့အခုပေါက်တင်တဲ့ကြေးတန်းရရောဒီကြေးတန်းမှန်ကန်ရဲ့လားဆိုတော့ဟိုဒါဒီနှစ်သင်းနဲ့မကြသေးခင်ကကန်ခဲ့ကြတဲ့ Aston Villa ကိုကျွန်တော်တို့ကြားချပြီးတော့တွက်ပြပေးမယ်ပေါ့နော်ဆိုတော့ United အိမ်ကွင်းမှာဒါ Villa နဲ့ကန်ခဲ့တဲ့ပွဲက United က1ပေါင်း50ဆိုပြီးတော့ပေါက်ခဲ့တာအကြောင်းဒါတိတာတယ် Villa ထက်ဆို United ကအခုအချိန်တွင်းမှာပဲဒါပြား100တိတိပိုတာနေတယ်လို့ပြောလို့ရတယ်အဲ့လိုပဲဒါ Villa ရဲ့အိမ်ကွင်းမှာ Sunderland နဲ့ကန်ခဲ့တဲ့ပွဲကြတော့ Villa 1ပေါင်း60ဆိုပြီးတော့ပေါက်တာမို့လို့ဒါ Aston Villa ကြတော့ Sunderland ထက်ပြား90ပိုတာတယ်အဲ့ဒါဆိုရင် United က Sunderland ထက်ဆိုရင်ပြား190ပိုတာတယ်လို့ပြောလို့ရပြီးတော့အခုအဝေးကွင်းကန်ရမှာဖြစ်လို့ဒါပြား90ထပ်တော့ပြီးတော့ပြား150အတိအကျပေးမှပုံမှန်ကြီးဆိုရင် United အနေနဲ့1ပေါင်း60လောက်ပေါင်းမှပုံမှန်ကြီးဆိုတော့အခုပေါက်နေတဲ့တရေ90ဆိုတဲ့ကြီးတန်းကိုကျွန်တော်ကကြေးရဆိုရင်တော့မကြိုက်ဘူးဒါကြေးပြော့နေရလို့ပြောလို့ရတယ်ဒါပေမဲ့လည်းကြေးပြော့ပြီးမအောင်လို့လည်းပြောလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါညာဒေါမွန်ဆိုရင်ဒါပြား100လောက်တောင်ကြေးပြော့ပြီးတော့မှဒါတလုံးနဲ့ကတ်နိုင်သွားတာမျိုးရှိတယ်လို့ဒါဒီကြေးတန်းရဒါ body ဈေးတန်းကိုတော့ကျွန်တော်ရှောင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဂိုးပေါင်းသေးကိုတစ်ချက်စဉ်းစားမယ်ဆိုရင်ဒါ3လုံးပေါင်း50ဆိုတဲ့အချက်မှာဒါမာတီနက်နဲ့မခွိုင်းရတို့အတွဲမှာဒါအချိန်ဆက်မိတယ်ကစားရတာအဆင်ပြေတယ်ဆိုပေမဲ့အခုမှကစားဖို့ပြောင်းပါဝင်လာမဲ့မာတီနက်အနေနဲ့ဒီဘွဲမှာတော့ဒါသူတို့ရဲ့အတွဲကနည်းနည်းတော့အမားလေးတွေရှိနိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ်ဆိုတော့ United တို့ဂိုးပေးရမှာဖြစ်တယ်လို့ဒါဂိုးရဖို့ကလည်းဒါသေချာနေတာကြောင့်ကျွန်တော်ကတော့ဒါဒီဘွဲဂိုးပေါ်ရွေးပေးခြင်းနဲ့ဘာလို့လဲဆိုတော့အင်ကွင်းမှာဂိုးပေးရတယ်လို့ဂိုးရအောင်လဲအာသုံးခွန်တိုက်ကစားတတ်တဲ့ Sunderland အနေနဲ့ဒါဒီဘွဲနိုင်သွားရင်ဥရောပဝင်ခွင့်အတွက်တနေရာသာပါရနိုင်တာဖြစ်တာကြောင့်ကျွန်တော်ကတော့ဒီပွဲအနည်းဆုံး3လုံးကနေပြီးတော့စကြည့်ရမယ်ပွဲလို့မြင်တယ်။ဒါကြောင့်ပဲဒီနေ့တပွဲကောင်းရွေးချယ်မှုအနေနဲ့ကျွန်တော်ကတော့ဒါ United နဲ့ Sunderland ပွဲလေးကိုကျွန်တော်ကိုပေါင်းပေါ်ရွေးချယ်ပေးလိုက်ရနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရနာလိုက်ပါတယ်ဗျ။ကြည့်ရှုခဲ့တဲ့ကျွန်တော်ရဲ့ညီကိုတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။